ဒီနေ့တော့ငရုတ်သီးစိမ်းငပိချက်လေးချက်ပါမယ်ရှင်ငပိချက်လို့သာပြောတာပါတကယ်တော့ကျမငပိမထည့်ပါဘူးငံပြာရည်နဲ့ချက်မှာပါရှင်ရင်ဆုံးငရုတ်သီးလေးတွေကိုကျမကမြန်နူးအောင်လို့ပပလေးတွေလှီးထားပါတယ်စီလေးကိုအပူပေးမယ်နနွဲလေးထည့်ချက်တော်နီလေးထည့်ပြီးတော့စီတက်ပါမယ်ရှင်ချက်တော်နီလေးကိုနည်းနည်းလေးနူးပြီးတော့ရဲလာတဲ့အထိစီတက်ပါမယ်ချက်တော်နီလေးရဲလာပြီဆိုရင်တော့ကျမပစွန်ကြောက်ကလေးထည့်ပါမယ်ရှင်စကြောင်းနဲ့ချက်တော်နီလေးကိုလုံးပြီးတော့ကြော်ပါမယ်။ဒါဆိုရင်တော့ငရုတ်သီးစိမ်းလေးထည့်ရမယ့်အချိန်ရောက်ပါပြီ။ငရုတ်သီးစိမ်းလေးကိုကျွန်မထည့်ပြီးတော့ချက်တော်နီနဲ့စကြောင်းနဲ့အားလုံးလုံးသွားအောင်ကြော်ပါမယ်။ပြီးရင်သားမုတ်လေးနည်းနည်းထည့်ပါမယ်။ငပြာရည်လေးလည်းထည့်ပါမယ်။ကျွန်မကတော့ငပြာရည်လေးကိုဒီမှာပို့ထည့်ထားပါတယ်ရှင်။ပြီးရင်တော့ဘိုင်လေးမနာအောင်ငရုတ်သီးစိမ်းလေးလည်းနူးသွားအောင်ရေးလေးနည်းနည်းထည့်ပြီးတော့တည်ထားပါမယ်။ရှင်ဆိုရင်တော့ငရုတ်သီးစိမ်းချက်ကလေးကိုနံမင်းလေးအုပ်ပါတယ်အခုတော့အိမ်မှာနံမင်းအစင်းသစ်မရှိရနဲ့ဒီနေ့တော့မထည့်ပြတော့ပါဘူးရှင်ကဲဒါဆိုရင်တော့ပူပူဆက်ဆက်လေးနဲ့ငရုတ်သီးစိမ်းချက်ကလေးတစ်ခွက်ရပါပြီရှင်အဆုံးထိကြည့်ရှုပေးကြတဲ့တို့ကြောက်ချင်းစီကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင်